အမျိုးသားတယောက်ဟာမှန်တဲမှာထူးဆန်းတဲ့ဟင်းလင်းမြင်တစ်ခုရှိနေတာကိုတွေ့သွားခဲ့တယ်။သူကအဲ့ဒီတဲကိုလက်နိုင်ကြည့်လိုက်တဲ့အခါမထင်မှတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကရှေးဟောင်းခေတ်စီကိုလက်ကရောက်သွားတော့တာပဲ။အဲ့ဒီဘက်မှာတော့အစီကံပလီတယောက်ဟာဘယင်မာကြီးကသူ့ကိုနှောက်နေတယ်လို့ထင်နေတာ။ဒါပေမဲ့နောက်လက်ကြည့်လိုက်တဲ့အခါစာဝေးပေါ်မှာလက်တစ်ဖက်ပေါ်လာတာကိုမြင်ပြီးလန့်ဖရန့်သွားကအဲ့ဒီနေရာနဲ့မေ့လဲသွားတော့တယ်။ဘယင်မာကြီးကတော့ဒါဟာနတ်ဘုရားတွေရဲ့အတိတ်နမိတ်လို့ယုံကြည်ပြီးမှန်ရှိမှာအစားအသောက်နဲ့ရေပေးသမားကိုဆူတောင်းလိုက်ရဲ့။အဲ့ဒီအမျိုးသားကမှန်လဲကနေသူ့လက်ကိုပြန်နှိုက်ထုတ်လိုက်တဲ့အခါကြောက်စင်းရုပ်တုတစ်ခုနဲ့လက်ရေးစာတစ်စောင်ပါလာတာကိုတွေ့ပြီးအံ့ဩသွားရတယ်။အဲ့ဒီတော့မှဒီဂျေးမန်ကတာမန်မှန်မဟုတ်မှန်တူတိလိုက်ရတာပေါ့။ဒါပေမဲ့သူ့မှာအစားအသောက်ဝယ်ဖို့တောင်ပတ်စံမရှိရှာဘူး။အဲ့ဒီအချိန်မှာပဲဖုန်းထဲကနေရှေးရောက်ပစ္စည်းစစ်ဆေးအကဲဖြတ်တဲ့အစီအစဉ်တစ်ခုအကြောင်းသတိပေးချက်တက်လာတယ်။စီကံကတော့ရိုးရှင်းပါတယ်။တကယ်လို့ပစ္စည်းကအတုဖြစ်နေရင်အဲ့ဒီနေရာရင်ရိုက်ခွဲဖျက်ဆီးပေးရမယ်။ဒါပေမဲ့တကယ်လို့အစ်စ်ကိုမှမှားပြီးဖျက်ဆီးမိရင်တော့အဲ့ဒီပစ္စည်းတင်ဖို့ရဲ့ဆယ်ဆပြန်ပေးရမယ်ဆိုတဲ့စီကံပဲ။အဲ့ဒါနဲ့သူလည်းသူ့စီကကြောက်စင်းရုပ်တုကိုယူပြီးအဲ့ဒီအစီအစဉ်ကိုတွားခဲ့တယ်။မထင်မှပဲသူ့ရဲ့ရီးစားဟောင်းနဲ့သူမရဲ့ချမ်းသာတဲ့ရီးစားတက်ကအကဲဖြတ်တိုင်းတွေချင်းနေကြတာပေါ့။အဲ့ဒီအမျိုးသမီးကသူ့ကိုမြင်တာနဲ့သူမရဲ့ချမ်းသာတဲ့ရီးစားနဲ့ပေါင်းပြီးသူ့ကိုလူပုံအလဲမှာအဆက်ခွဲဖို့ကြိုးစားတော့တယ်။သူ့အလဲရောက်လို့ကြောက်စင်းရုပ်တုကိုပြလိုက်တဲ့အခါအဲ့ဒီလူကဒါဟာအတုပဲဆိုပြီးလူအများရှိမှတင်ချက်ချင်းရိုက်ခွဲပြလိုက်တယ်။အဲ့ဒီအချိန်မှာပဲရှင်းဟောင်းသူဒေသနာအသင်ဥက္ကဋ္ဌကဒီမြင်ကွင်းကိုမြင်သွားခဲ့တယ်။ကြောင်မင်းဆက်လက်ထက်တဲ့အရေးကြီးတဲ့တမိုင်းဝင်အထောက်အထားထက်တဲ့အဖိုးတန်ရှင်းဟောင်းပစ္စည်းအစစ်ကိုဖျက်ဆီးလိုက်လို့သူကအရန်ဒေါသထွက်ပြီးအခင်းဖြစ်တဲ့နေရာကိုကိုယ်တိုင်ပြေးလာခဲ့တော့တယ်။တစ်ဖက်မှာလည်းအစီအစဉ်တင်ဆက်သူကတော့ဒီအစီအစဉ်ဟာနာမည်ပြတ်မရှိကြောင်းနဲ့အခုလည်းတိုက်ရိုက်ထုတ်လွှင့်နေတာမို့လို့အဲ့ဒီတတိယဘက်ကနေကာကွယ်ပြောဆိုပေးနေတော့ပေါ့ရုတ်တရက်အဲ့ဒီအမျိုးသားကဆယ်ဆပလန်လျိုရမယ်ဆိုတဲ့စီကံကိုတတိယသွားပြီးဂျေးမန်ကိုပြန်တုံးကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကရှေးဟောင်းသစီတွေကိုတစ်ခုပြီးတစ်ခုထပ်ထုတ်လိုက်တယ်ဟိုလူတတိယကလည်းဒါတွေကအတုံးမကျတဲ့အတုတွေပါဆိုပြီးမစင်မချင်းရိုက်ခွဲပြစ်တယ်လို့လျော်ကြေးပေးဖို့ကိုလည်းညှင်းဆန်နေခဲ့တယ်အဲ့ဒီအချိန်မှာပဲရှေးဟောင်းသူဒေသနာအသင်ဥက္ကဋ္ဌကရောက်လာခဲ့ပြီးရိုက်ခွဲခံလိုက်ရတဲ့ပစ္စည်းတိုင်းဟာအနည်းဆုံးဒေါ်လာ3သိန်းစီတန်တဲ့ပစ္စည်းအစစ်ဖြစ်ကြောင်းအတည်ပြုပေးလိုက်တယ်ဥက္ကဋ္ဌရဲ့သမီးချစ်သူကလည်းရှေးဟောင်းပစ္စည်း9ရောင်းတောင်းပျက်စီးသွားကြောင်းစီကံအတိုင်းဆယ်ဆပြန်လျော်ကြေးပေးဖို့တောင်းဆိုလိုက်တဲ့အတွက်အဲ့ဒီအမျိုးသားဟာလျော်ကြေးတွေဒေါ်လာ390ရရှိသွားပါတယ်အဲ့ဒီနောက်မှာတော့ဥက္ကဋ္ဌကကြောင်မင်းဆက်လက်ဖက်တဲ့ပစ္စည်းတွေကိုနောက်ခတ်ဝဲခြင်းတဲ့လို့ဒေါ်လာ100ပေးမယ်လို့ကန့်လန့်လာတယ်အဲ့ဒါနဲ့သူလည်းဝန်မလေးပဲမှန်တဲ့ကိုတစ်ခါထပ်နှိုက်လိုက်ပြန်တယ်ဒီတစ်ခါမှာတော့သူကဧကရာဇမင်းမြတ်ရဲ့တော်ဝင်တစိတ်တော်ကိုနှံ့ယူလိုက်တာပါဘယင်မကြီးကတော့ဓာတ်ကိုချက်ချင်းတားဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့အဲ့ဒီအမျိုးသားဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကဘယင်မကြီးကိုပါခေတ်သစ်ကဘာတဲကိုမတော်တဆဆွဲခေါ်လာမိသွားတော့တာပဲ